ကြည်သူတွေဟာကိုကဲတင်ချင်းရရှိပြီးပြီလို့ထင်ပေမဲ့တကယ်စစ်မှန်တဲ့ကဲတင်ချင်းစိတ်ချမှုမရှိသေးတဲ့သူတွေမြောက်များစွာရှိပါတယ်ဆိုတော့ကဲတင်ချင်းစိတ်ချမှုရရှိတဲ့လူတယောက်ရဲ့အသက်တာမှာဆိုရင်ရင်ကပျော်မွေ့တဲ့အပြစ်ကိုယုံမောင်းလာမယ်ရင်ကကိုကအရန်ပြင်းစရာကောင်းလာပဲလို့ထင်တဲ့ဖခင်ရဲ့စကားတွေမှာဖခင်ရဲ့အမှုရာတွေမှာစာငတ်လာမယ်ကိုအရင်ကလုံးဝဂရုမစိုက်တဲ့လူတွေကိုတဖြည်းဖြည်းနဲ့ချစ်တက်လာမယ်ကိုရဲ့အသက်တာမှာတဖြည်းဖြည်းနဲ့လောကအရာတွေကိုအောင်နိုင်လာမှာဖြစ်တယ်ကဲတင်ချင်းစိတ်ချမှုရပြီဆိုတဲ့အခါမှာဒီလိုလက္ခဏာတွေကိုတင်းရဲ့ဘဝမှာတင်းရဲ့အသက်တာမှာတဖြည်းဖြည်းနဲ့တွေ့ရမှာဖြစ်တယ်ဒါပေမဲ့တခုရှိတာကဒီလိုလက္ခဏာတွေဟာကိုကဲတင်ချင်းရလိုက်တဲ့ရုပ်တရက်ချက်ချင်းအကုန်လုံးရောက်လာမှာတော့မဟုတ်ဘူးကဲတင်ချင်းရရှိတဲ့လူတယောက်ရဲ့အသက်တာဟာဘာနဲ့တူတယ်လဲဆိုရင်တစ်ပင်လေးတစ်ပင်အပင်ငယ်လေးကနေတဖြည်းဖြည်းအညှောင်းပေါက်ပြီးတော့ကြီးထွားလာသလိုပဲပေါ့နော်အချိန်ယူရတယ်အချိန်တိုင်းတာတခုစောင့်ရတယ်ကျမတို့အသက်တာဟာအတွင်းကနေအပြင်ကိုတဖြည်းဖြည်းနဲ့ပြုပြင်ပြီးတော့ပြောင်းလဲလာမှာဖြစ်တယ်ဒီအပင်တစ်ပင်ကရှင်သန်နေတယ်ဆိုရင်ဒီအပင်ကတဖြည်းဖြည်းနဲ့ကြီးထွားမှုကိုကျမတို့တွေ့ရတာဖြစ်တယ်အဲ့ဒီလိုပဲတင်းရတကယ်ကိုကဲတင်စိတ်ချမှုရှိရဆိုရင်တင်းရဲ့အသက်တာမှာချိုးခဲ့တော့အသီးပွင့်တွေကိုတင်းရဲ့အသက်တာတဖြည်းဖြည်းပြောင်းလဲလာတာကိုတွေ့ရမှာဖြစ်တယ်အကယ်၍တင်းရဲ့အသက်တာမှာနော်ကဲတင်စိတ်ချမှုရတယ်လို့ထင်ပြီးတော့အချိန်လဲကြာလာပြီဒါပေမဲ့ဒီလိုလက္ခဏာတွေကိုယ့်ရဲ့အသက်တာမှာမတွေ့ရဘူးဆိုရင်တော့ကိုယ့်ရဲ့ကဲတင်စိတ်ချမှုပြန်လဲဆန်းစစ်ဖို့လိုတာဖြစ်တယ်အဲ့ဒီခါကျရင်ကျမတို့ကတေချာဒူးထောက်ဆူတောင်းပြီးတော့ဘုရားသခင်စီမှာကျမတို့ကပြန်ပြီးတော့ဆူတောင်းရမှာဖြစ်တယ်ကိုတော့ကျမရဲ့ကဲတင်စိတ်ချမှုမတေချာဘူးကိုတော့ကျွန်တော်ရဲ့နှလုံးသားထဲမှာเนาะတုတ်တိစကားပြောတော်မူပါဆိုပြီးတော့ဆုတောင်းမယ်အရင်ဆုံးကျွန်တော်တို့ဆုတောင်းပြီးဆိုတော့ခါမှာဒီကဲတင်ချင်းတည်င်းတရားနဲ့เนาะ gospel ဆိုတော့ဒီကဲတင်ချင်းနဲ့ပတ်သက်ပြီးတော့ပြောပြတဲ့အရာတွေကိုသင်ရသွားပြီးတော့နားထောင်ပါအခုဆို online မှာအများများတယ်ကဲတင်ချင်းနဲ့ပတ်သက်ပြီးတော့ပေါ့เนาะကျွန်မလည်းအရှိဗီဒီယိုမှာတင်ထားပါတယ်သွားပြီးတော့တိတိကျကျနားထောင်ပြီးတော့ဆုတောင်းပြီးတော့ကိုယ့်ရဲ့အသက်တာမှာစစ်မှန်တဲ့ကဲတင်ချင်းကိုရရှိဖို့အတွက်ကျွန်တော်တို့ကလှုပ်ဆောင်ရမှာဖြစ်ပါတယ်